ကဘာပေါ်မှာလူသားတွေဖန်တီးထားတာမဟုတ်ပဲတဘာဝတရားကနှစ်သန်းပေါင်းများစွာတိုက်စားပြီးဖန်တီးထားတဲ့အရာတွေများစွာရှိနေပါတယ်အခုမြင်တွေ့နေရတဲ့နေရာကတော့ကဘာလက်ခီးသွားတွေကြိုက်တွေ့နေတဲ့တဘာဝအံ့ဖွယ်တရားကြီး၃ဆင်းရှိတဲ့နေရာဖြစ်ပါတယ်ဒီတဘာဝတရား၃ဆင်းဟာတရုတ်နိုင်ငံအတွင်းအလွန်ရှားပါတဲ့ဘူမိဗေဒဆိုင်ရာအံ့ဖွယ်တစ်ခုဖြစ်ပြီးတော့နှစ်သန်းပေါင်းထောင်ချီအချိန်ကာလကိုဖြတ်တန်းခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာအမွေနှစ်စည်ရင်းဝင်နေရလဲဖြစ်နေတယ်လို့တရုတ်နိုင်ငံအနောက်ပိုင်းချုံချင်းမြို့ဘူလုံဒေသရဲ့ကြက်တရေဆောင်တဘာဝအလှတရားတွေလည်းဖြစ်ပါတယ်။ရှုံချင်းမြို့ဟာရန်စီမြစ်ရဲ့အထက်ပိုင်းမှာတည်ရှိပြီးတော့တဘာဝတောတောင်ရေမြေတွေပက်လက်ဝင်းရနေတယ်လို့မြေချောင်းတွေရှိုးမြောင်ထက်ထက်ရစ်ပတ်လွှမ်းရှုံထားတဲ့မြို့တစ်မြို့ပါရှစ်နှစ်ပေါင်း4000ကျော်ကပေါ်ထွန်းခဲ့တဲ့မြို့အောင်လည်းဖြစ်ပါတယ်တောင်ပေါ်မြို့တော်လို့တင်စားရလောက်အောင်အထက်မြင့်အဆောက်အုံတွေကေဘယ်ကားတွေနဲ့လှပနေတဲ့မြို့ကြီးပါဒီမျိုးကနေကားနဲ့2နာရီခွဲ3နာရီလောက်မောင်းလိုက်ရင်ပဲစိမ့်ဆူနေတဲ့တောင်တန်းတွေရှိရာဘူးလုံးခရိုင်ကိုရောက်ရှိပါပြီဒီနေရာဟာရုပ်ရှင်ရှစ်တူတွေအတွက်တော့ Transformer Age of Extinction နဲ့ Cut Off the Golden Flower တို့ရိုက်ကူးခဲ့တဲ့နေရာအဖြစ်ရင်းနှီးနေမှာပါဒါပေမဲ့မျက်မြင်ကိုတွေ့မြင်ရတဲ့ခံစားချက်ကတော့ရုပ်ရှင်ထဲကတဲ့အစာပေါင်းများစွာပို့ပြီးတော့ခံညားလွန်းတယ်လို့ဆိုနိုင်မှာဖြစ်ပါတယ်ဘူလုံဒေသရဲ့အဓိကဆွဲဆောင်မှုကတော့ထုံးကြောက်တောင်မြင့်မြတ်တွေ့မြင်တွေဖြစ်ပါတယ်။ဒီနေရာမှာဂူတွေကြောက်ကဘာတွေနဲ့အရာမမြေနိတ်ဂျိုင်ဝိုင်းကြီးတွေရှိနေတယ်လို့ဒီအထဲမှာမှကဘာကျော်တဲ့နေရာကတော့တဘာဝတရား၃ဆင်းပဲဖြစ်ပါတယ်။ဒီတရားတွေကအာရှမှာဆိုရင်လည်းအကြီးဆုံးတဘာဝကြောက်တရားတွေဖြစ်ပါတယ်။ဒီနေရာကိုရောက်ပြီဆိုရင်ပထမဆုံးခန်းစားရမှာကတဘာဝတရားရဲ့ကြီးမားခံညာမှုပါ။လူသားတွေတိဆောက်ထားတာမဟုတ်ပဲနှစ်တန်းပေါင်းများစွာအတွင်းမြေထုချက်တွေမြင့်တက်လာတာနဲ့မြေရောက်ရည်တိုက်စားမှုတွေကြောင့်ဒီလိုအရာမှကြောက်ခုံးတရားကြီးတွေဖြစ်ပေါ်လာတာကြောင့်ဖြစ်ပါတယ်တရား၃စင်းလုံးရဲ့အမည်တွေကိုတော့နဂါးတွေရဲ့နာမည်ကိုအစွဲပြုပြီးတော့ခေါ်ဆိုကြပါတယ်ထန်းလုံတရားလို့ခေါ်တဲ့ဝန်းတကားတရားကတော့ပထမဆုံးပြင်တွေ့ရမယ့်တရားဖြစ်ပါတယ်ဒီတရားကအကြီးဆုံးလည်းဖြစ်ပါတယ်အမြင့်မီတာ235လောက်ရှိတဲ့ဒီတရားကြီးဟာကြောက်ခုံးနှစ်ခုထပ်နေတယ်လို့မျိုးခံညားလွန်းတာကြောင့်အောက်ကနေမော်ကြည့်ရင်ကိုတင်းငယ်သွားတယ်လို့ခံစားရပါလိမ့်မယ်ဒီတရားအောက်ခြေနဲ့အပေါ်ကိုအတက်အဆင်းလုံနိုင်ဖို့အတွက်ကတော့ဖန်သားပြင်ဓလေကတွေရှိပါတယ်ရှင်းလုံတရားလို့ခေါ်တဲ့နဂါးပြတရားကတော့အမြင့်မီတာ280မီတာရှိတဲ့အတွက်တရားတွေထဲမှာတော့အမြင့်ဆုံးတရားဖြစ်ပါတယ်မိုးရွာပြီးစအချိန်ဆိုရင်ဒီတရားကြီးရဲ့ကြောက်ခုံးပေါ်ကနေရေတံခွန်တွေကျဆင်းနေတတ်တာကြောင့်နဂါးကြီးတကောင်ကောင်းကင်ကိုပြန်တက်နေတယ်လို့မျိုးထင်မဲ့ရတယ်လို့ဆိုကြပါတယ်ဟေးလုံတရားလို့ခေါ်တဲ့နဂါးနဲ့တရားကတော့223မီတာအမြင့်ရှိပါတယ်အမှောင်ဆုံးတရားလို့လည်းဆိုရပါမယ်
တရားကလည်းအတော်လေးကျယ်ဝန်းပြီးတော့ဝူကြီးတစ်ခုလိုဖြစ်နေတာပါဒီတရားရဲ့ထူးခြားချက်ကတော့အပေါ်ကနေကြာဆင်းလာတဲ့ရေတံခွန်တွေဟာရေပြင်ကိုမရောက်ခင်မှာတင်မြူနှင်းတွေလိုလွန့်စင်တွားတက်တာဖြစ်ပါတယ်ဒီတရားတွေစီရောက်ခဲ့ရင်လျှို့ဝှက်စမ်းကြဲတဲ့ခံစားမှုကိုပေးစွမ်းနိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်ဝင်းကျင်တစ်ခုလုံးလဲတဘာဝအလှတရားများစွာရှိနေပြီးတရားတွေရဲ့အောက်ခြေကြောက်ကဘာအလယ်မှာတော့စောက်လုပ်ထားတဲ့ရှေးအောင်တရုတ်ပိတုကလက်ရာအဆောက်အဦတွေရှိပါတယ်ဒါရှေ့ခေတ်တရင်ပို့စနစ်တစ်ခုကိုပြန်လည်မုံမှန်ထားတာဖြစ်တယ်လို့သိရပြီးတော့မိဘရောင်အမိုးတွေတက်တားနိုင်ရံတွေနဲ့ဝင်းရံထားတဲ့ဒီတဲကိုဆောင်လေးဟာအေယာမကြောက်တောင်ကြီးတွေရဲ့ကြားမှာပကြီးကားတစ်ချက်လိုလှပနေပါတယ်ဒီနေရာကိုကြည့်ချင်းအားဖြင့်တဘာဝတရားဟာဘလောက်တောင်အင်အားကြီးမားပြီးတန်ဖိုးရှိတယ်လဲဆိုတာကိုခန်းစားမိမှာပါဒါပေမဲ့တစ်ဖက်မှာလည်းဒီလိုလှပတဲ့ဂေယစနစ်တွေဟာအလွန်ကိုနှုတ်နယ်ပြီးတော့ပျက်စီးလွယ်ပါတယ်တစ်တော်တစ်ပင်တွေရှိမှတာရေစီးကြောင်းတွေမှန်ကန်မယ်မြေသားနိုင်ရန်တွေခိုင်ခန့်မယ်နောက်ပြီးဒီလိုအမခန်းတဲ့ရှုခင်းလက်ရတွေဟာလည်းရေရှည်တည်တတ်နေမှာဖြစ်ပါတယ်ဒီလိုနေရာတွေကိုရောက်ခဲ့မယ်ဆိုရင်အလှပတွေကိုခန်းစားယုံတယ်မကပဲကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တစ်ပင်တစ်ပင်တောအုပ်တစ်ခုကလည်းကဘာကြီးအတွက်ဘလောက်ထိရေးပါနေတယ်အကျိုးပြုနေတယ်ဆိုတာကိုတတိပြုမိကြဖို့လိုတလို့ဒီလိုမျိုးတန်ဖိုးထားပြီးလဲအထူးထိမ့်သိမ့်ကြဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်